ဖတ်ထုတ်ကေကြီးစားကျင်တာလားဝက်လက်ပေါင်းကေကြီးစားကျင်တာလားနှစ်ခုလုံးစားကျင်တယ်ဆိုလဲရတယ်နော်ဒီလိုရာသီဥတုအေးအေးလေးမှာဖတ်ထုတ်နဲ့ခောက်ဆွဲပြုတ်ပူပူနွေ့နွေ့လေးစားကျင်လာတာကြောင့်16လမ်းအောက်ဘလောက်မှာရှိတဲ့လူသိများပြီးနာမည်ကြီးတဲ့ဖတ်ထုတ်ဆိုင်လေးမှာသွားစားပစ်ခဲ့ပါတယ်ဒီဆိုင်မှာဖတ်ထုတ်ခောက်ဆွဲပြုတ်နဲ့မာလာဟင်းပွဲတွေလည်းရတယ်သူ့ရဲ့ပိုးရှင်းနေရအရန်များတော့အရင်ဆုံးဟောင်ကောင်စတိုင်ဝက်လက်ခောက်ဆွဲပြုတ်နဲ့ပဇွန်ဖတ်ထုတ်အိုကတ်ကြော်လေးကိုပဲမှာစားကြည့်ပါတယ်ဒီဟောင်ကောင်စတိုင်ခောက်ဆွဲပြုတ်ကို soft လုပ်တဲ့ပုံစံလေးကထူးထူးခြားခြားလေးသူကခောက်ဆွဲပြုတ်ကတက်တက်ဝက်လက်ပြုတ်ရည်လေးကတက်တက်ပြီးတော့အချင်းပကံလေးနဲ့ပေါ့နော်ဝက်လက်ပြုတ်ရည်လေးကိုအရင်မြည်ကြည့်လိုက်တာသူ့ရဲ့အရသာကဝတ်သားထုတ်ထိုးရတာနဲ့တော့ဆင်တယ်ဒါပေမဲ့သူ့အရေးက creamy ပိုဖြစ်ပြီးသွားတော့ပြစ်ပြစ်နစ်နစ်နဲ့တောက်လို့ကောင်းပါတယ်ခောက်ဆွဲသားကလည်းလုံးဝနူးဣနေပြီးတော့ဝက်လက်ပြုတ်ရည်နဲ့မရောသေးပဲနဲ့ခောက်ဆွဲသားကြီးပဲစားကြည့်ရင်တော့မှအရသာရှိပြီးစားလို့ကောင်းတယ်သူကတယောက်စာပကံလုံးလေးတဲ့ကိုအခုလိုမျိုးခောက်ဆွဲသားနဲ့ဝက်ဟင်းရည်လေးတွေဝက်သားလေးတွေပြန်ရောပြီးတော့စားရတာဆိုတော့ကိုလိုတလောက်လေးခွဲပြီးတော့ယူစားလို့ရတယ်သူ့ရဲ့ခောက်ဆွဲသားကလည်းတကယ်ကိုနူးညံ့နေတာလုံးဝဝါစားစရာတော့မလို့ရှော့လောနဲ့မျိုးချလိုက်ုံပဲဒီဝက်သားဆိုလို့ရှိရင်လည်းအသားလေးရစားနူးဣပြီးတော့ပြုတ်ကျနေတာပေါ့နော်အရသာလေးကလည်းစားလို့ကောင်းတယ်ဂျူကတော့ကြိုက်ပါတယ်ဒီဝက်လက်ပေါင်းလေးကိုခောက်ဆွဲနဲ့ပဲရောပြီးတော့စားသူ့ရှိပဲအချင်းလေးနဲ့တူစားနှမျိုးစလုံးကစားလို့ကောင်းတယ်အချင်းလေးနဲ့တွဲစားရင်တော့ချင်းဆက်နဲ့အီပြေးစေပါတယ်ဒီလိုဖတ်ထုတ်အိုကတ်ကြော်လေးတွေကတော့ဒီဆိုင်မှာနာမည်ကြီးပြီးတော့ဆိုင်ရောက်ရင်မဖြစ်မနေစားကြည့်တဲ့မီနူးထဲမှာပါပါတယ်ဂျူတို့မှာထားတာပဇွန်ဖတ်ထုတ်အိုကတ်ကြော်ပါတပွဲမှာ10ခုပါတယ်ဖတ်ထုတ်ရဲ့အရွယ်စားကလည်းကြီးပြီးတော့အထဲမှာအသားအပြည့်ပါတယ်အပြင်ကဖတ်ထုတ်သားကလည်းနူးညံ့နဲ့ခပ်ပါဆိုတော့စားလို့ကောင်းပါတယ်ဒါပေမဲ့ပဇွန်သားကြီးပဲလောက်ထားရလို့တော့ဂျူးမထင်ဘူးပေါ့နော်အသားတစ်မျိုးပါသလားလို့ဒါပေမဲ့ပဇွန်အတုံးလေးတွေအကောင်လေးတွေတော့တွေ့ရပါတယ်ဒီဆိုင်ကအချင်းရည်လေးကလေးစားလို့ကောင်းတယ်ဖတ်ထုတ်နဲ့ပဲစားဝတ်သားလေးနဲ့ပဲစားချင်းဆက်နဲ့အီးပြေးပါတယ်ဒီဖတ်ထုတ်အိုကတ်ကြော်လေးကိုဂျူးကြိုက်ပါတယ်ဒါပေမဲ့ပြောစရာလေးကတစ်ခုပဲရှိရဲ့အထဲမှာပါတဲ့အရွက်ကလေးကနည်းနည်းများနေသလိုပဲအဲ့ဒါလေးကိုရှော့လိုက်လို့ရှင်ပို့ပြီးတော့ကောင်းပါမယ်ခောက်ဆွဲပြုတ်ကဖတ်ထုတ်ကပိုးရှင်းရများလို့နှစ်ယောက်ဝိုင်းစားတာတော့မှမကုန်လို့ဖတ်ထုတ်လေးကအခုလိုမျိုးနည်းနည်းကြံနေပါတယ် full waste တော့အဖြစ်မခံနိုင်ပါဘူးဂျူးတို့ပါဆယ်လေးထုတ်သွားလိုက်ပါတယ်ဒီနေ့ဂျူးတို့စားခဲ့သမျှရဲ့ဈေးနှုန်းလေးတွေကိုတော့ caption မှာပြပြပေးထားပါတယ်အချို့တဲဖို့ဆင်ရလန်ထိတ်ကနေပြီးတော့ cafe ကနေဂျူးတို့အရန်ကြိုက်တဲ့ပူတင်းကွက်လေးတွေဝင်ဝယ်ခဲ့ပါတယ်တခုမှ1000ဆိုတော့ဈေးလက်တန်နဲ့စားလို့လည်းကောင်းပါတယ်ဒီနေ့တော့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲဆုံးထိကြည့်ပြကျေးဇူးပါတတ်တာ